တလေကြရင်ကိုသူများရင်နဲ့နှိုင်းရှင်မိနေတဲ့အချိန်တွေမျိုးရှိလားသူများရင်နဲ့မသိစိတ်ကနှိုင်းရှင်မိပြီးတော့ငါသူတို့လောက်လဲမတော်ပါလားငါသူတို့လောက်လဲပတ်စံမရှာနိုင်ပါလားဆိုရက်စိတ်တွေဝင်လာမိတဲ့အချိန်တွေရှိလားရှိရင်ဒါကိုဆက်ပြီးတော့နားထောင်ပြဿနာရဲ့စားတော့သူများနဲ့ကိုယ်နဲ့ကိုနှိုင်းရှင်တာနေစားပဲလူတိုင်းမတူညီကြဘူးမွေးဖွားလာတဲ့နေရာတွေမတူညီဘူးရှင်သန်လာတဲ့ပတ်ဝန်းကျင်တွေမတူညီဘူးမွေးဖွားလာတဲ့နေရာတွေတူညီရဲ့မောင်နှမချင်းဖြစ်တယ်ဆိုရင်တော့မှကိုယ်ကမတူညီနိုင်ဘူးအမွာဖြစ်တယ်ဆိုရင်တော့မှရိုးရည်သွင်းပြင်းတူညီရထားအောင်စိတ်ထားတော့မတူညီနိုင်ဘူးလေအဲ့တော့ဘသူနဲ့မှကိုလိုက်ပြီးနှိုင်းရှင်မှုမကြိုးစားပါနဲ့သူများနဲ့နှိုင်းရှင်ဘာဖြစ်လဲဆိုတော့အမြဲတမ်းကိုယ့်ရဲ့အားနည်းချက်တွေကိုပဲမြင်နေမှာပဲသူများနဲ့နှိုင်းရှင်လို့ကိုယ့်ရဲ့တော်ရဲ့အချက်တွေကိုမြင်နေရဆိုရင်တော့မှပူလောင်မိနေအောင်ပါပဲစိတ်ကဘာလို့လဲဆိုတော့ကိုကအမြဲတမ်းသူများထက်တာရဲဆိုတာမဖြစ်နိုင်ဘူးသူများကကိုထက်တာရဲ့အချက်တစ်ချက်နှစ်ချက်လည်းရှိမှာပဲအဲ့တစ်ချက်နှစ်ချက်ကိုနှိုင်းရှင်ပြီးလို့ရှာတွေ့သွားပြီဆိုတာနဲ့ကိုကဒီနေရာမှာတော့သူထက်မတာပါလားဆိုပြီးတော့စိတ်ဆင်းရဲအောင်လုပ်မိတတ်ကြတယ်နှိုင်းရှင်မှုမလို့ဒီလားမရရောလေသူလဲသူ့လမ်းသူသွားမှာပဲကိုလဲကိုလမ်းသူကိုသွားမှာပဲသူနဲ့ကိုနေကဘယ်တော့မှတူလျာဆရာအကြောင်းလည်းမရှိဘူးအဲ့တော့ကိုစတိုင်တိုင်းကိုဖလိုတိုင်းကိုဘွားကိုတိဆောက်သွားဖို့အရေးကြီးတယ်သူများနဲ့နိုင်ရှင်စိတ်ဆင်းရဲမယ်သူများကိုသွားမကြည့်နဲ့ကိုပဲကြည့်တချို့ဆိုရင်လေသူများအကြောင်းလုံးဝစိတ်ဝင်စားတဲ့သူတွေအဲ့လိုလူတွေဆိုရင်တော့သူတို့ကိုယ်တိုင်အောင်ကိုပဲ focus လုပ်တာဖြစ်တဲ့အတွက်သူများနဲ့နှိုင်းရှင်ဘွားလောက်ထိမလွယ်တော့ဘူးဒီကတော့ကို focus လုပ်ဖို့ပါပဲ